ခြင်းပြိုင်ဟဲ့ဘသူကနိုင်အချင်းကြောင့်ခံစားရအလွမ်းဆိုတဲ့ဒီဒုက္ခအရက်နဲ့ဖြေမှပြေပြောက်ခဲ့ရတစ္ဆာမရှိတဲ့အမိတို့မိမဟောတစ္ဆာရှိတဲ့အရက်ကိုတောက်ကြပစိုးကိုဆလွယ်တိုင်းရက်ွက်ထဲမှာတင်ရဆိုင်အရက်သမားဟာတိတ်ခါမကြစေနဲ့ကွာတောက်ပြီးရင်မူကြမယ်ညနေစဉ်ခန်းချိန်မှန်မှန်ဖကြမ်းတလိပ်ဖွာတောက်လိုက်အောင်ကွာအလွမ်းနာမိသမျှအရက်နဲ့ဖြေကြမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါချာဘူးစကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရချာဘူးစကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရအချင်းညာမိတဲ့ဘဝတွေမလဲလားအော်သစ္စာရှိတဲ့အရက်ကိုတောက်ကြချစ်ကိုလေငွေလေရောမြတ်တာနဲ့ပဲဒီတကြောချစ်တာခြင်းပြိုင်ဟဲ့ဘသူကနိုင်အချင်းကြောင့်ခံစားရအလွမ်းဆိုတဲ့ဒီဒုက္ခအရက်နဲ့ဖြေမှပြေပြောက်ခဲ့ရတစ္ဆာမရှိတဲ့အမိတို့မိမဩတစ္ဆာရှိတဲ့အရက်ကိုတောက်ကြပစိုးကိုဆလွယ်တိုင်းရက်ွက်ထဲမှာတင်ရဆိုင်အရက်သမားဟာတိတ်ခါမကြစေနဲ့ကွာတောက်ပြီးရင်မူကြမယ်ညနေစဉ်ခန်းချိန်မှန်မှန်ဖကြမ်းတလိပ်ဖွာတောက်လိုက်အောင်ကွာအလွမ်းနာမိသမျှအရက်နဲ့ဖြေကြမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါချာဘူးစကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရချာဘူးစကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရအချင်းညာမိတဲ့ဘဝတွေမလဲလားအော်သစ္စာရှိတဲ့အရက်ကိုတောက်ကြ